မိတ်ဆွေတို့ရဲ့ဖုန်းတွေမှာစင်ကတ်နှစ်ကတ်ထည့်ဖို့မလိုတော့ပါဘူးခင်ဗျစင်ကတ်တကတ်တဲ့အဲ့တကတ်တဲ့ကမှတ်ပုံတင်ထားတယ်ဆိုရင်အဆင်ပြေတဲ့ကြောင်းCIRကသတင်းထုတ်ပြန်လိုက်တာကိုကျွန်တော်တင်ဆက်ပြပေးတော့ရှိနေပါတယ်ဒီပြည့်စုံရဲ့ပရိသတ်များခင်ဗျအဲ့တော့ CIR ကနေဘာတွေထုတ်ပြန်တယ်လဲဆိုတာကိုပရိသတ်တွေကိုကျွန်တော်ပြောပြပေးချင်ပါတယ် CIR ထုတ်ပြန်လိုက်တာကတော့မတ်လ31ရက်နေ့မတိုင်ခင်စင်ကတ်တကတ်တဲ့ထည့်ထားတယ်အဲ့တကတ်ကမှတ်ပုံတင်ပြီးသားဖြစ်တယ်ဒီချိန်မှာစစ်ဆေးလို့ဖုန်းမှာအားလုံးကအဆင်ပြေပြေဖြစ်တယ်အခွန်ဆောင်ပြီးသားဆိုတာကိုပြသတယ်ဆိုရင်တော့ဒီဖုန်းဟာ white list ထဲကိုပါသွားပြီဖြစ်ပါတယ်ခင်ဗျဒီတော့ဒုတိယစင်ကတ်ကိုအခုလိုအလောတကြီးသွားပြီးဝယ်နေစရာမလိုပါဘူးဒီနေ့ဧပြီလ2ရက်နေ့မှာကျွန်တော်ပြောတယ်ဧပြီလ2ရက်နေ့မှာဖြည့်လဲရတယ်ဧပြီလ9ရက်နေ့မှာသွားဖြည့်လဲရတယ်6ရက်နေ့မှာသွားဖြည့်လဲရပါတယ်ဘာတစ်ခုရှိတယ်လဲမိတ်ဆွေတို့ကဖုန်းဒုတိယကတ်ကိုဝယ်ပြီးရင်ဒါမှမဟုတ် e-sim ကတ်ကိုဝယ်ပြီးရင်နည်းနည်းလေးတော့စိုးရိမ်ပူပန်သွားပါလိမ့်မယ်အဲ့ဒါကတော့စစ်ဆေးလိုက်တဲ့အချိန်မှာ तू က unpaid ဆိုပြီးတော့ပြပါလိမ့်မယ်သူ့ရဲ့စနစ်ထဲမှာဒါကြီးကမထည့်သွင်းထားတဲ့အတွက် unpaid ဆိုတာကိုပြမယ်ဖုန်းက white list ထဲကိုမရောက်တယ်လို့မိတ်ဆွေတို့အထင်ရောက်သွားပါလိမ့်မယ်တကယ်ကစိတ်ပူစရာမလိုပါဘူးခင်ဗျမတ်လ31ရက်နေ့မှာမှတ်ပုံတင်ပြီးသားစင်ကတ်တကတ်နဲ့စစ်ဆေးထားပြီးလို့ white list ထဲမှာပါနေပြီဆိုရင်ဒီဖုန်းက white list ထဲမှာပါပါတယ်ခင်ဗျအဲ့ဒုတိယကတ်အတွက်ဖြည့်ရှင်းနည်းကိုကျွန်တော်ပြောပြရမယ်ဒုတိယကတ်က unpaid ပြနေတယ် blacklist ဖြစ်နေတယ်ဆိုရင်ဘယ်လိုဖြည့်ရှင်းရမလဲဆိုတာကိုကျွန်တော်အခုဆက်ပြီးတော့ပြောပြပြပါမယ်ခင်ဗျဟုတ်ကဲ့ဒီတော့ unpaid လို့ပြနေပြီဒုတိယစင်ကတ်ဒါမှမဟုတ် e-sim ကတ်ထည့်လိုက်တယ်အဲ့ unpaid ကိုဘယ်လိုဖြည့်ရှင်းလို့ရတယ်လဲဆိုတော့ဒါပေမဲ့ရှေ့မှာကျွန်တော်ပြောခဲ့ရနော်မတ်လ31ရက်နေ့မှာစင်ကတ်တကတ်မှတ်ပုံတင်ပြီးသားနဲ့စစ်ဆေးပြီးသားဖုန်းတွေပြောရအောင်နော် white list ထဲကိုပါပြီးသားဖုန်းတွေအဲ့တော့အဲ့ဖုန်းတွေက1500 ဒီဖုန်းနံပါတ်တွေကိုဆက်သွယ်လို့ရပါတယ်အဲ့ဒါကတော့ CIR ရဲ့ call center ဖုန်းနံပါတ်တွေဖြစ်ပါတယ်ခင်ဗျအဲ့ဒီမှာကိုယ့်ရဲ့ဒုတိယစင်ကတ်ဒါမှမဟုတ် e-sim ကတ်က unpaid ဖြစ်နေရင်ပြန်ပြင်ခိုင်းလို့ရပါတယ်မန်းလေးမြို့အနေနဲ့ပြောရမယ်ဆိုရင်တော့အလဲအလက်အခွန်တန်းများဆိုင်ရာအခွန်ရောအမှတ်9လမ်း60 101နဲ့102လမ်းတော့ရှမ်းမြသာစီမြို့နယ်မြို့သစ်တရက်ကွက်မန်းလေးဖြစ်ပါတယ်ခင်ဗျအဲ့မှာလူချင်းတွေ့ပြီးတော့တွားရောက်ဖြည့်ရှင်းလို့လည်းရပါတယ်ဒီတော့ဧပြီလ1ရက်နေ့ရဲ့နောက်ပိုင်းမှာရက်30အချို့ဖုန်းတွေကဆက်ပြီးအသုံးပြုလို့ရအောင်မယ်ဟုတ်ကဲ့ blacklist ထဲပါတဲ့ဖုန်းတွေကဘယ်လိုဖုန်းတွေလဲဆိုတော့ကျွန်တော်တို့ထိုင်းနိုင်ငံကနေယူလာမယ်ဒါမှမဟုတ်ဒူဘိုင်းကနေဝယ်ပြီးယူလာမယ်အမေရိကန်ဝယ်ပြီးယူလာမယ်အခွန်မဆောင်ရသေးဘူးအဲ့ဖုန်းတွေကတော့ blacklist ထဲကိုပါနေမှာဖြစ်ပါတယ်မတ်လ31ရက်နေ့မတိုင်ခင်စင်ကတ်တကတ်အဲ့စင်ကတ်ကမှတ်ပုံတင်ပြီးသားဖြစ်တဲ့စင်ကတ်နဲ့စစ်ဆေးတဲ့အချိန်မှာ white list ထဲကိုပါနေတဲ့ဖုန်းအားလုံးကတော့အဆင်ပြေပြေဖြစ်တယ်ဆိုတဲ့အကြောင်းရွှေဘိချန်မိုဘိုင်းရဲ့ပရိသတ်တွေသိရှိရအောင်တင်ဆက်ပြောပြပေးလိုက်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ